မျိုးတွေကောင်းတော့ညနေခင်းလေးပါဗျာဒီနေ့က18ရက်နလာပိုင်း2000နဲ့မှ26ဖြစ်ပါတယ်ဗျမင်္ဂလာရှိတဲ့နေ့ပါဗျဒီနေ့တော့ပြည်သူ့အကျိုးပြုအပိုင်း16ဖြစ်ပါတယ်ဗျပြည်သူ့အကျိုးပြုအပိုင်း16နဲ့ပတ်သက်ပြီးမှထောက်ခံတဲ့သူတွေရောဝိုင်းရတဲ့သူတွေရောကြိုက်တဲ့သူတွေရောအများကြီးပါပဲเนาะအဲ့တော့ဦးစင်းကပြည်သူ့အကျိုးပြုတွေလည်းလောက်ပြောပေးတယ်လို့ဖြစ်တယ်လို့တာရိပေါက်ဝန်တာနုပရာဟိတအတင်းဆိုတာလေးလည်းတည်ထောင်ထားပါတယ်ဗျာတရားဝင်ဖြစ်အောင်မှတ်ပုံတင်မို့လဲဦးစင်းကပြုလုပ်နေခြင်းဖြစ်ပါတယ်ဗျာเนาะအဲ့တော့တာရိပေါက်ဝန်တာနုပရာဟိတအတင်းနဲ့ပတ်သက်ပြီးမှတချို့လဲလိုင်းမော်ကနေအလူခံကြတယ်เนาะအလူခံကြပါတယ်လိုင်းမော်ကနေလူကအလူခံတာတွေနဲ့တချို့လဲဦးစင်းကတက်မတော်မှာဆိုလို့ရှိရင်အရာခံဘိုးကနေအောက်စစ်တွေရှိပေါ့နော်အရာခံဘိုးကြီးတွေကနေအရာခံကနေဘိုးကြီးတွေဖြစ်သွားတယ်အဲ့ဘိုးကြီးတွေကနေဘိုးကြီးကနေအရာခံဘိုးကနေအောက်ကနေတရက်ဟိုဘောဘေးကျယ်ကြီးကနေဟို3ရက်ကနေ2ရက်အောက်ကတတအဆင့်ထိဗျာအလုံးတတအဆင့်ထိအဲ့ဒီကပေါက်ဖွာလာတဲ့တက်မတော်မိသားစုတွေသူတို့မှာကအခက်အခဲရှိတယ်လေသူတို့တာတမီတွေမှာပညာရေးမှာအခက်အခဲရှိတယ်ရဲကလည်းထုံနည်းတူစွာပဲရဲတွေကလည်းဘိုးလေးတွေမပါဘူးဘိုးလေးတွေအောက်ကနေဒီဆရာကြီးတွေအောက်ထိเนาะအောက်ထိရဲဝန်ထမ်းမိသားစုတွေပေါ့အဲ့တော့တချို့လည်းဥစဉ်စီကိုလှမ်းပြီးအဲ့လိုနိုင်ငံတိုင်းပြည်ရဲ့နိုင်ငံဝန်ထမ်းတာသမီတွေအတွက်ပညာရေးမှာတင်ဖို့အခက်ခဲတွေ့နေတဲ့သူတွေအတွက်ပညာရေးမှာအမတ်တွေအကောင်းဆုံးတွေအများကြီးရပါလေနဲ့မတက်နိုင်မဲနဲ့အဝေးတင်တက်သွားတဲ့သူအတွက်တချို့ကဆရာဝန်လိုင်းမိတယ်ဆရာဝန်လိုင်းမတက်နိုင်ဘူးတချို့ကအင်ဂျင်နီယာလိုင်းမိတယ်အင်ဂျင်နီယာလည်းမတက်နိုင်ဘူးအဲ့တော့မျိုးပေါ့ဗျာเนาะမျိုးမိကြတယ်ဘုံလုံးမှာတချို့ဗျာအဲ့ထက်မှာဦးစင်းကပို့ပြီးဦးစားပေးထားတာကရဲသားသမီးကရဲဝန်ထမ်းမှာတက်မယ်ဆိုရင်ပို့ပြီးထောက်ပံ့ပေးမယ်စစ်သားသမီးကဥမာဗျာစစ်ဘိုးလောင်းတင်တန်းနေဘာတွေဥမာဟိုခက်ခဲတွေ့တယ်ဆိုဥစဉ်ထောက်ပံ့ပေးမယ်ဒါထိရောက်စွာထောက်ပံ့ပေးမှာပေါ့နော်ဒါမဟုတ်ပေါ့ဒါမဟုတ်အဲ့လိုထောက်ပံ့ပေးတဲ့အခါပညာခက်ခဲတွေ့တဲ့အခါမှာဘာတွေလဲဆိုလို့ရှိရင်ဥမာမနေ့ကဆိုရင်ကွန်မန့်ထဲမှာအလူခံတယ်ဘယ်တက်ကလဲဆိုရင်တက်လာတက်ကတဲ့ဟုတ်အဲ့လိုထောက်ပံ့ခြင်းနဲ့ဒီဆာမွဲနီးပြီးတော့ကြောင့်ကျူရှင်ကမများဘူး2သိန်းခွဲတဲ့ဟုတ်ပြီမများဥစဉ်ကြတော့အများနဲ့လှုပ်ထားစင်းစရာနဲ့လှုပ်ထားဖြစ်တော့ကြောင့်အဲ့ဒီရဗျာတက်လာအကြောင်းအကြီးဆိုလဲဒါသဘောကောင်းတဲ့အထဲမှာပါတယ်ဥစဉ်ကသူ့ဖျားတကာကြီးလို့ပဲခေါ်တယ်ထောက်ခံစာလေးယူခဲ့လိုက်မှန်ကန်ကြောင်းထောက်ခံစာလေးယူခဲ့လိုက်ဥစဉ်ကထောက်ပံ့ပေးမှာနော်တချို့လဲအဲ့လိုပဲလူခံကြတယ်ယောက်ျားရှေ့တန်းမှာဖြစ်တဲ့အတွက်ကြောင့်